anti carrier ကိုစိတ်ဝင်စားပြီးပြပမှာဆက်လက်တက်ရောက်ဖို့ရောအိမ်မက်တွေရှိလားမြန်မာပြည်မှာနေရင် UK ကပေးတဲ့ဘွဲကိုရယူဖို့ရောစိတ်ဝင်စားလားဒါဆိုရင်တော့အခုဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ကြရအောင်နော်ကုန်ကျစရိတ်အသင့်တင့်နဲ့ UK ဘွဲကိုရယူနိုင်မဲ့အခွင့်အရေးမို့လို့ကိုယ့်ရဲ့အနာဂတ်လမ်းကြောင်းအတွက်ကိုလက်လွတ်မခံမဲ့နဲ့ level 4 diploma အတန်းလေးကိုအခုပဲစာရင်းပေးသွင်းထားလို့ရပါပြီနော် level 4 diploma in computing အတန်းကိုဘယ်လိုလူတွေတက်ရောက်တင်လဲဆိုရင်တော့တက္ကသိုလ်ဝန်ထမ်းအောင်မြင်ထားတဲ့သူတွေဒါမှမဟုတ်ရင် ITCSE A level အောင်မြင်ထားတဲ့သူတွေဒါမှမဟုတ် GED အောင်မြင်ထားတဲ့သူတွေ IT level ကိုစိတ်ဝင်စားတဲ့သူတွေနိုင်ငံတကာအသိအမှတ်ပြု UK diploma ကိုရယူချင်တဲ့သူတွေဒီပမှာဆက်လက်ပညာသင်ယူလိုတဲ့လူတွေအနေနဲ့တက်ရောက်လို့ရပါတယ်နော် Diploma in Computing နဲ့ Diploma in Computing with Business Management ဆိုပြီးတော့လည်းရွေးချယ်စရာ2မျိုးရှိပါတယ်ဒါအပြင်အမားတို့စီမှာ on campus အတန်းကိုလည်းတက်ရောက်လို့ရတယ်လို့အလုပ်တစ်ဖက်နဲ့တက်ရောက်တဲ့သူတွေဒါမှမဟုတ်ရင်ပြပမှာရောက်ရှိနေတဲ့ကျောင်းသားတွေအနေနဲ့တက်ရောက်ဖို့အတွက် Zoom meeting နဲ့ live online တင်တဲ့အတန်းလေးလည်းရှိပါတယ်သင်တန်းချင်းကိုလည်းကျောင်းသားတွေဝင်မပြီးစေဘဲနဲ့တစ်လချင်းအရေးကြပေးချလို့ရအောင်လည်းစီစဉ်ပေးထားပါတယ်နော်Education Consultant နဲ့အသေးစိတ်လေးဆွေးနွေးချင်တယ်ဆိုရင်တော့ဖုန်းနံပါတ်39 950 395 996သို့မဟုတ်39 943 881 284ကိုလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်။